ပရိသတ်ကြီးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ update news channel ကနေပြီးတော့အမှုပညာလောကနဲ့လူမှုကွန်ရက်ပေါ်မှာရုပ်ရုပ်သဲသဲဖြစ်ထရတဲ့သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီးအမှန်တရားကိုဖော်ထုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီသတင်းကတော့မြန်မာပရိသတ်တွေရဲ့အချစ်တော်ပရဟိတမင်းသမီးခိုင်နှင်းဝေနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်မကြာသေးခင်ကလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာခိုင်နှင်းဝေပျောက်ဆုံးနေတယ်ဒါမှမဟုတ်ဖမ်းဆီးခံရတယ်ဆိုတဲ့ကောလာဟလသတင်းတွေဟာမီးလို့ပြန့်နှံ့ခဲ့ပါတယ်ဒီသတင်းတွေကြောင့်ပရိသတ်တွေကြောင်းမှာစိုးရင်ပူပန်မှုတွေစိတ်မချမ်းမြေ့မှုတွေအများပြားဖြစ်ပေါ်ခဲ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ update news channel ရဲ့စုံစမ်းဖော်ထုတ်မှုတွေအရဒီသတင်းတွေဟာလုံးဝမှန်ကန်မှုမရှိတဲ့သတင်းအမှားတွေသာခက်တယ်ဆိုတာကိုအခိုင်အမာပြကြတို့ပါတယ်ခင်ဗျာ။ပြီးခဲ့တဲ့မေလ23ရက်နဲ့14ရက်ဝန်းကျင်လောက်မှာခိုင်နှင်းဝေနဲ့သူမရဲ့ပရဟိတအဖွဲ့ဟာပုပ္ပပကံလမ်းပိုင်းမှာလက်နက်ကင်အဖွဲ့တစ်ခုရဲ့စစ်ဆေးမင်းမြန်းချင်းခံခဲ့ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီသတင်းကိုအခြေခံပြီးတော့တချို့တော့လူမှုကွန်ရက်အထုံးပြုသူတွေနဲ့သတင်းအမှားဖြန့်ချီသူတွေဟာခိုင်နှင်းဝေဖမ်းဆီးခံရပြီးဒါမှမဟုတ်ပျောက်ဆုံးနေပြီဆိုပြီးကောလာဟလတွေကိုတမင်တကာဖန်တီးဖြန့်ဝေခဲ့ကြတာထက်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့စုံစမ်းမှုတွေအရဒီသတင်းတွေဟာလုံးဝကိုအခြေအမြစ်မရှိတဲ့သတင်းအမှားတွေဖြစ်ပါတယ်။ခိုင်နှင်းဝေနဲ့သူမရဲ့အဖွဲ့ဟာလန်ခီးမှာပုံမှန်စစ်ဆေးမေးမြန်းမှုမျိုးတာကြုံတွေ့ခဲ့ရတာဖြစ်ပြီးစစ်ဆေးမှုအပြီးမှာတော့ဘေးကင်းလုံခြုံစွာနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်တယ်လို့ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေကနေအတည်ပြုနိုင်ခဲ့ပါတယ်။ဥပမာ RTN data ရင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ CJ platform ကလည်းဒီသတင်းအမှားတွေကိုချက်ချင်းဆိုသလိုပယ်ချပြီးအမှန်တရားကိုဖော်ထုတ်ပေးခဲ့တာကိုတွေ့ရပါတယ်။ဒီလိုမျိုးအရေးကြီးတဲ့အခြေအနေတွေမှာသတင်းအမှားတွေဟာလူထုကြားမှာမလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေထိတ်လန့်မှုတွေနဲ့မတည်ငြိမ်မှုတွေကိုဖန်တီးနေတာကြောင့်သတင်းအမှားတွေကိုမယုံကြည်ကြဖို့နဲ့သတင်းမှန်ကိုသာရွေးချယ်ဖက်ရှုကြဖို့ကျွန်တော်တို့ update news channel ကနေအလေးအနက်တိုက်တွန်းလိုပါတယ်ခင်ဗျာသတင်းအမှားတွေထပေါ်နေတဲ့ကြားထဲကမယ်ခိုင်နှင်းဝေဟာသူမရဲ့ပရဟိတလုပ်ငန်းတွေကိုမရက်မနာဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။သူမဟာအမှုပညာရှင်တဦးအနေနဲ့တာမကပဲလူမှုအကျိုးပြုလုပ်ငန်းတွေကိုစိတ်ရောကိုယ်ပါနှင်မြုပ်လှုပ်ဆောင်နေတဲ့စံပြပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။သူမရဲ့တာဝေ Facebook လူမှုကွန်ရက်စာမျက်နှာတွေကိုကျွန်တော်တို့စစ်ဆေးကြည့်တဲ့အခါမှာမေလ12ရက်နဲ့13ရက်ဒီနေ့ကမေလ15ရက်ဆိုတော့လွန်ခဲ့တဲ့2ရက်ခန့်အထိပုံမှန်အတိုင်းလှုပ်ရှားမှုတွေရှိနေတာကိုတွေ့ရပါတယ်။သူမရဲ့ကိုယ်ပိုင် Facebook profile မှာဆိုရင်လည်းလွန်ခဲ့တဲ့2ရက်ခန့်ကကလေးလေးတွေနဲ့အတူရိုက်ထားတဲ့ချစ်စပွဲပုံရိုက်လေးတွေကိုတင်ထားတာကိုတွေ့ရပါတယ်။ဒါဟာသူမဘေးကင်းလုံခြုံစွာရှိနေတဲ့ဆိုတာကိုအထင်အရှားပြသနေတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေ Foundation အနေနဲ့လည်း2026ရဲ့ဧပြီလအကုန်ပိုင်းမှာအားကိုးရမယ့်တက်ချဲဘိုးဘွားတဲ့အတွက်ရည်ရွယ်ပြီးခိုင်နှင်းဝေဘိုးဘွားရိပ်သာအညစ်အသစ်တစ်ခုကိုစတင်တီထောင်ဖွင့်လှစ်တော့မယ်ဆိုတဲ့သတင်းကောင်းကိုတာဝန်ကျင်ညာထားတာကိုတွေ့ရပါတယ်။ဒီလိုမျိုးလူမှုအကျိုးပြုလုပ်ငန်းတွေကိုအဆက်မပြတ်တိုးထဲလို့ဆောင်နေတာဟာသူမရဲ့စိတ်သက်ခွန်အားနဲ့လူသားချင်းစာနာထောက်ထားစိတ်ဓာတ်ကိုထင်ဟပ်ပြသနေတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေဟာလမ်းဘေးမှာဆွန့်ပစ်ခံရတဲ့မွေးကင်းစာကလေးငယ်တွေမိဘမဲ့ကလေးငယ်တွေကိုပြုစုစောင့်ရှောက်ပေးနေတဲ့ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုလည်းဦးစီးတီထောင်ထားသူတဦးဖြစ်ပါတယ်။သူမဟာဒီကလေးလေးတွေအတွက်မိခင်တဦးလိုဥထိန်ဆိုတဦးလိုစိတ်သက်အကိနဲ့ပြုစုပြောင်းထောင်ပေးနေတာကိုပရိသတ်ကြီးအားလုံးသိရှိစာဖက်လိပါလိမ့်မယ်။ဒါအထင်ကလေးသူငယ်တွေအပေါ်မှာအချမ်းဖတ်မှုတွေအထမ်းမှပြုခြင်းမျိုးတွေကိုလည်းပြက်ပြက်သားသားစန့်ကျင်တိုက်ခိုင်းနေသူတဦးလည်းဖြစ်ပါတယ်။သူမရဲ့ဒီလိုမွန်မြတ်တဲ့လုပ်ရက်တွေကြောင့်2023ခုနှစ်မှာဆိုရင်ကမ္ဘာတဝန်းမှာအားကျစရာကောင်းတဲ့အမျိုးသမီး100စည်ရင်းမှာရွေးချယ်ခံခဲ့ရပါတယ်။ဒါဟာမြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာကောင်းတဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်။ပရိသတ်တွေကလည်းသူမကိုပရဟိတမင်းသမီးကလေးများရဲ့မိခင်ကြီးတို့ချစ်စနိုးအများနာမည်တွေနဲ့တင်စားခေါ်ရော်ကြတာဟာသူမရဲ့မွန်မြတ်တဲ့စိတ်ဓာတ်နဲ့လုပ်ရက်တွေကိုအတိအမှပြုဂုဏ်ယူကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးခင်ဗျာဒီလိုမျိုးကောလာဟလသတင်းတွေသတင်းအမှားတွေပြန်နှံ့နေတဲ့ခေတ်ကြီးထဲမှာသတင်းမှန်ကိုသိရှိဖို့ဆိုတာအင်မတန်အရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်တို့ update news channel ကနေတင်ဆက်ပေးတဲ့သတင်းမှန်တွေကိုအမြင်မပြတ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာ။ subscribe လုပ်ထားခြင်းအပြင်နောက်ဆုံးရအမှုပညာသတင်းတွေလူမှုရေးသတင်းတွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်မှာဖြစ်ပါတယ်။ခိုင်နှင်းဝေနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းအမှန်တွေကိုသူမရဲ့တာဝန် Facebook profile ဖြစ်တဲ့ခိုင်နှင်းဝေနဲ့သူမရဲ့ပရဟိတ Foundation Facebook page ဖြစ်တဲ့ခိုင်နှင်းဝေ Foundation တို့မှာလည်းတိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ
နောက်ဆုံးအနေနဲ့ပရဟိတမင်းသမီးခိုင်နှင်းဝေတယောက်အနုပညာလုပ်ငန်းတွေကလူမှုအကျိုးပြုပရဟိတလုပ်ငန်းတွေကနှစ်ဖြာသောကောင်းမှုကုသိုလ်တွေကိုစိတ်ချမ်းသာကိုယ်ချမ်းသာစွာနဲ့ဆက်လက်လှုပ်ဆောင်နိုင်ပါစေလို့ကျွန်တော်တို့ update news channel ကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာသူမရဲ့မွန်မြတ်တဲ့စိတ်ဓာတ်နဲ့လုပ်ရက်တွေဟာမြမပြည်သူပြည်သားတွေအတွက်အမြဲတမ်းစံပြထစ်နေမှာအမှန်ပဲထပ်ပါတယ်ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ဆုမြတ်တာပို့တာရင်းနဲ့ဒီနေရာကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ